ဂျပန်မှာ Valentine Day ရောက်ပြီဆိုရင်ကောင်မလေးတွေကကို crush နေတဲ့ကောင်လေးတွေကို chocolate ပေးကြတယ်။ chocolate ပုံစံပေးပုံပေးနည်းစသဖြင့်အတိတ်ပဲတွေကတော့အမျိုးမျိုးပဲ။နံပါတ်1လက်တွဲပေါ်ချစ်သူခင်မွန်းကိုသဘောကျတဲ့ကောင်လေးကို chocolate ပေးကြတယ်။နံပါတ်2မိသားစုဖခင်မောင်နှမများကိုကျေးဇူးတင်ကြောင်းအထိမ်းအမှတ်အနေနဲ့ chocolate ကိုပေးကြတယ်။နံပါတ်3မိတ်ဆွေတငယ်ချင်းចောင်းသားများကစပဲလှုပ်ဖော်ကိုင်းဘက်အထက်လူကြီးများအထိလက်ဆောင်တွေဖြင့် chocolate ပေးကြတယ်။လုပ်ငန်းခွင်မှာလည်းလှုပ်ဖော်ကိုင်းဘက်ချင်း chocolate လက်ဆောင်ပေးကြတာဟာအဆဆအရာရာကူညီပေးလို့ကျေးဇူးတင်တဲ့သဘောအတိတ်ပိုင်းတက်ရောက်တယ်။ကောင်မလေးကကို crush တဲ့သူကို chocolate လက်ဆောင်ပေးလိုက်ရင်သူသဘောကျမကျဘဲအချိန်မှအဖြေသိနိုင်လဲ။ကောင်လေးကကောင်မလေးကိုသဘောကျမကျပြန်သိနိုင်တဲ့ရက်က3လပိုင်း14ရက်နေ့ပါ။ဂျပန်မှာတော့ white day လို့ခေါ်တယ်။ white day နေ့မှာကောင်လေးကကောင်မလေးကို cookie ပြန်ပေးတယ်ဆိုရင်တော့တငယ်ချင်းလိုပဲနေရအောင်ဆိုတဲ့သဘောမျိုးကိုပြောတာအဲ့လိုမှမဟုတ်ပဲကောင်လေးကကန်ဒီထုတ်လေးတွေကိုပြန်ပေးတယ်ဆိုရင်တော့ငါလည်းမင်းကိုသဘောကျတယ်ဆိုတဲ့အတိတ်ပဲကိုဆိုလိုချင်မဲ့ဖြစ်တယ်